ဂျာမနီမှာသူနာပြု nurse တွေတစ်လကို300ကျော်ဝန်းကျင်ရတယ်ဆိုတာမှန်လားအဖေကိုသိချင်တယ်ဆိုရင်တော့လက်ဖြူဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်နော်Hello အားလုံးပဲမင်္ဂလာပါရှင်လက်ဖြူရဲ့ဒီလဲမှာပြန်နေကြိုဆိုလိုက်ပါတယ်နော်ဒီတစ်ခါလက်ဖြူ sharing လုပ်ပေးခြင်းတဲ့ topic လေးကတော့လက်ဖြူရဲ့ဂျာမနီမှာ nurse တယောက်အနေနဲ့ salary ဘယ်လောက်ရတယ်ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်တချို့ကမေးကြတယ် page မှာလည်းမေးကြတယ်ဒီ comment တွေမှာလည်းတချို့မေးကြတယ်ဂျာမနီမှာ nurse လုပ်မယ်ဆိုရင်လစာဘယ်လောက်ရလဲ income ဘယ်လောက်ရှိလဲဆိုတဲ့အကြောင်းအရာပေါ့နော်ဆိုတော့ဒီမေးခွန်းလေးကိုလက်ဖြူဒီတစ်ခါဒီလက်ဖြူရဲ့ long operational လေးနဲ့ဖြည့်ပေးပါမယ်ကဲဒါကတော့လက်ဖြူရဲ့ long operational လေးပါဒီမှာလက်ဖြူရဲ့နာမည်ရှိပါတယ်ဒီမှာတော့လိပ်စာတို့ပါညာပေါ့နော်ဒါလေးကတော့ဖျောက်ထားတဲ့လက်ဖြူရဲ့ privacy အရာကဲဒါကဒီမေလ2025မှာရတဲ့လာစာရွက်ပေါ့နော်ပြောရရင်ဆိုတော့ KZM Bruto ကဘယ်လောက်ရှိလဲဆိုရင်ယူရို4028ကျပ်နဲ့မှာတစ်ဆန်းရှိပါတယ်ပြောရမယ်ဆိုရင်1ယူရိုကိုအခုပေါက်ဈေးနဲ့4800နဲ့9000ကျန်ဝန်းကျင်ရှိတယ်ဆို9000နဲ့မှတွက်အောင်လက်ဖြူမြန်မာငွေတစ်လကို300ဝန်းကျင်ရပါတယ်ကဲဒီမှာကတော်တော်များမေးကြတယ်တကယ်ပဲ300ရတာလား300လုံးသုံးလို့ရလားဆိုရင်တော့လက်ဖြူဒီမေးခွန်းလေးကိုဒီမှာဖြည့်ပေးချင်ပါတယ်300ရလားဆိုရင်တော့ဒါတော့တိုးပိုရှော့ရှိသေးရဲ့เนาะဒါပေမဲ့300ဝန်းကျင်ရလားဆိုရင်ရပါတယ်ဒါပေမဲ့နောက်တစ်ခုရှိတာက300လုံးသုံးလို့ရလားဆိုရင်တော့သုံးလို့မရဘူးเนาะဂျာမနီမှာကဒါလေးတော့နည်းနည်းမေးလိုက်ဖို့လိုပါတယ်အကုန်လုံးသိတဲ့အတိုင်းပဲဂျာမနီကအခွန်စရိတ်ကဈေးကြီးပါတယ်တအားအခွန်ဆောင်ရတယ်ပေါ့เนาะဆိုတော့လက်ဖြူကဒီ Striker Class Eyes ပါပြောရရင်လက်ဖြူက single ပေါ့เนาะယောက်ျားလည်းမရှိဘူးကလေးလည်းမရှိဘူးဘာမှလည်းမရှိတဲ့အတွက်လက်ဖြူကပုံမှန်မိသားစုရှိတဲ့လူတွေကလေးရှိတဲ့လူတွေထက်ပိုပြီးတော့အခွန်ပိုဆောင်ရပါတယ်လက်ဖြူရဲ့အခွန်ပမာဏကိုကြည့်လိုက်မယ်ဆိုရင်ဒီ40ရာခိုင်နှုန်းဝန်းကျင်နီးပါးလောက်ကိုလက်ဖြူဆောင်နေရပါတယ်။လက်ဖြူရဲ့ဒီအခွန်စာရွက်မှာရေးထားတဲ့ပမာဏက KZM Bruto ပါ Bruto ဆိုတာကပြောရရင်အခွန်မဖြတ်ရသေးဘူးဘာမှမပါသေးဘူး။ Okay ဒါဆိုရင်လက်ဖြူအခွန်ဖြတ်ပြီးရင်ဘယ်လောက်ကျန်လဲ။တကယ်ရတဲ့လစာကဘယ်လောက်ရလဲဆိုရင်တော့နည်းနည်းလေးတော့ရည်စရာဖြစ်ပါလိမ့်မယ်။ဒီမှာကလုံးရင်လုံးတော့မကျန်ပါဘူး။ဆိုတော့လက်ဖြူဆက်ပြီးရှင်းပြသွားမှာဖြစ်ပါတယ်။ KZM Bruto မှာကအခုမပါသေးဘူးလာမယ်ကျန်းမာရေး insurance တွေ rental versicherung တွေ arbeitslos versicherung pfleger versicherung စသဖြင့်ပေါ့နော်ဒါတွေဖြတ်လိုက်တယ်နောက်ပြီးတော့လက်ဖြူက extra ဒီ versicherung နောက်တစ်ခုလုပ်ထားတယ်သူကကြတော့ rental မှာပြောရရင်လည်း extra ပို့ပြီးတော့ရအောင်လို့ပေါ့နော်ပို့ပေးထားတာလေးရှိတယ်သူကတစ်လောက်ယူရို50ဝန်းကျင်လောက်တော့ကျပါတယ်ဒါလေးတွေဖြုတ်နဲ့အကုန်ပြောင်းသွားပြီဆိုရင်ဘယ်လောက်ကျန်လဲဆိုရင်တော့လက်ဖြူရဲ့ netto က1600ကနေ2900ဝန်းကျင်လောက်တော့ကျန်ပါတယ်ဒါမှလက်ဖြူကဒီလမှာညာဆိုင်ဆင်းထားတဲ့ကားတွေမပါသေးဘူးပေါ့နော်ဘာလို့ဆိုတော့လက်ဖြူကညာဆိုင်ဆင်းထားတဲ့ fire attack တွေပွဲတော်ရက်တွေမှာအလုပ်ဆင်းထားတဲ့ဆိုရင် bonus တွေ extra money တွေပို့ရပါတယ်ဒီ bonus တွေ extra money တွေကလာဆင်းထားတဲ့လအကုန်မှာတန်းရတာမျိုးမဟုတ်ပဲနဲ့နောက်တစ်လလောက်မှလက်ဖြူတော့ရပါတယ်အဲ့ဒီတော့နောက်တစ်လစာဘယ်လောက်ရလဲဆိုရင်တော့တစ်ချက်လောက်စောင့်ကြည့်ကြတာပေါ့နော်လက်ဖြူလည်းနည်းနည်းတော့ရင်ခုန်နေပါတယ်တော့လက်ဖြူဒီညာဆိုင်တွေပါတယ်မပါဘဲနဲ့သူတို့ရဲ့ဒီ grown တွက်ထားတဲ့လစာပေါ့နော်ဆိုတော့ကဲဂျာမနီမှာ next day တကယ်ပဲ300ကျော်ဝန်းကျင်ရလားဆိုရင်တော့ရပါတယ်ကဲဟုတ်ပြီလက်ဖြူရဲ့ဒီ netto တိသွားတယ် netto က2600ဝန်းကျင်ရှိရ2900ဝန်းကျင်ရှိတယ်ဆိုတော့မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်335 340 145လောက်ဝန်းကျင်တော့ကျန်တယ်ပေါ့နော်ဆိုတော့အခွန်ကမြန်မာငွေနဲ့ဘယ်လောက်ပေးလိုက်ရလဲဆိုရင်တစ်လကို360 80နီးပါးလောက်အခွန်ဆောင်ရပါတယ်နည်းနည်းလေးတော့စိတ်မကောင်းစရာပေါ့နော်နည်းနည်းတော့ရင်တော့အောင်ပါတယ်တစ်လအခွန်ဆောင်လိုက်ရတဲ့ဟာဒါပေမဲ့ကြံလားစုပြစ်လားဆိုရင်တော့ကြံပါတယ်ဘာလို့ဆိုလက်ဖြူရဲ့netto မှာ2600နီးပါးလောက်ကျန်တယ်လက်ဖြူရဲ့တစ်လအသုံးစရိတ်အကုန်ပြီး1200 1300ဝန်းကျင်လောက်ဖြစ်နေပြီပေါ့နော်အခုဆိုရင်ဘယ်လောက်ကျန်လဲဆိုရင်တော့လက်ဖြူကတစ်လ1400ဝန်းကျင်လောက်တော့ထပ်ပြီးတော့ကျန်သေးတယ်1400 1300 1400 1500လောက်ဝန်းကျင်စုလို့ရရပေါ့နော်ဆိုတော့အဲ့ဒီကျန်တဲ့ပတ်စံကိုကစုမလားကိုကသုံးမလားကိုကခရီးသွားမလားကိုကတခုခုမှ investment လုပ်မလားဆိုတာကတော့ဒါကိုယ့်ရဲ့ဆုံးဖြတ်ချက်ပါအဲ့တော့ဂျာမနီမှာမြန်မာငွေနဲ့တွက်ကြည့်မယ် okay တစ်လောက်300ဝန်းကျင်လောက်ရတယ်ငွေကြေးဖောင်းပွားနေရလဲပါပါတယ်เนาะဒါကြောင့်ကြားလိုက်ဟာ300ဝန်းကျင်အောင်ရလား next တည်းမိုက်လိုက်တာမိုက်တယ်လို့လည်းပြောလို့ရတယ်မမိုက်ဘူးလို့လည်းပြောလို့ရတယ်မိုက်တာတော့လူကြားကောင်းတဲ့300ဝန်းကျင်လောက်ရရပေါ့เนาะဒါပေမဲ့မမိုက်တာတော့အခွန်လေးတွေပြန်ဖြတ်ခံရပါတယ်ဒါပေမဲ့အခွန်ဖြတ်ခံရသည့်တိုင်အောင်ကြံလားဆိုရင်တော့လက်ဖြူအတွက်ကတော့ကြံပါတယ်လက်ဖြူမှာကယောက်ျားလည်းမရှိဘူးကလေးလည်းမရှိဘူးကိုနောက်မှာလုံးဝတွေးပြီးတော့စုဆောင်ရမယ်ငွေကြေးပမာဏလည်းမရှိဘူးတခုပဲလက်ပြအကျွေးဆက်နေတယ်မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုတစ်လောက်ဘယ်လောက်ကျန်လဲဆိုရင်380ဝန်းကျင်နီးပါးလောက်တော့ကျန်ပါတယ်ဒါကယူရိုပေါက်ဈေးပေါ့မူတည်ပါတယ်ပေါက်ဈေးတွေများလာတဲ့ပို့ပြီးတော့ inflation မြင့်လာတယ်ဆိုရင်တော့ပို့ပြီးတော့များလာတော့လူကြားများလာပေါ့နော်ဒါပေမဲ့အဲ့လိုမှမဟုတ်ဘဲနဲ့ငွေကြေးဖောင်းပွားမှုရောနေလာတယ်ကျလာတယ်ဆိုရင်တော့ယူရိုကအဲ့လောက်ထိလိုမျိုး
ဖောင်းပွားနေမှာမဟုတ်တဲ့အများကြီးတော့ကြားရတော့မှာမဟုတ်ဘူးဒါပေမဲ့စုပြစ်လားဆိုရင်တော့စုလို့ရပါတယ်သုံးလို့လည်းရပါတယ်ကိုကချွေချွေတတာစုမယ်မြန်မာနိုင်ငံ family ကိုပြန်ပြီးတော့ပေးမယ်ဆိုရင်တော့တစ်လကိုယူရို300 400 500ကိုစုရင်စုနိုင်တယ်လို့ကိုကြံနိုင်တယ်လို့ပြန်လွှဲလို့ရပါတယ်ကဲဟုတ်ပြီဒါဆိုရင်တော့ Left View ရဲ့ဂျာမနီမှာတစ်လဟို ICU nurse အဖြစ်ဘယ်လောက်ရတယ်ဆိုတာလေးကိုသိပြီးသွားပြီဆိုရင်တော့ဂျာမနီမှာ nurse ဖြစ်ဖို့စူးစမ်းနေတဲ့ကိုမညီမမောင်လေးတွေအားလုံးပဲဂျာမန်စာတခြားလေးသင်ကြပါ B2 ထိရအောင်တော့လုပ်ကြပါလို့เนาะ B2 ထိရပြီးတော့အကုန်လုံးကစင်ပြေချုံးမွေတော့ပါလိမ့်မယ်ဒါပေမဲ့ဂျာမန်စာ B2 နဲ့ရက်လို့ရလားဆိုတော့ရက်လို့ပြပါဦးအများနဲ့ဆက်တင်နေရပါတယ် Left View လည်းဆက်ပြီးတော့ဂျာမန်စာလုပ်နေရပါတယ်ဆက်ပြီးတော့ဖြေရအောင်ပါတက္ကသိုလ်တွေပါဆက်တွက်ဖို့အတွက်เนาะကဲအားလုံးပဲ Chusikovsky ပါ Left View ဗီဒီယိုလေးကိုကြည့်ပြီးရတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်เนาะဒီဗီဒီယိုလေးကိုလည်းကျန်တဲ့တငယ်ချင်းမိတ်ဆွေတွေတွေ့သွားအောင်လို့ share ပေးဦးเนาะဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းလေးရှိတယ်ဆိုရင်တော့ Left View ရဲ့ post အောင်မှာ comment လေးတွေရေးခဲ့ပါ Left View comment လေးတွေတစ်ခုချင်းကို Left View အချိန်ရတဲ့အခါကျရင်ဖြည့်ပေးပါမယ်เนาะအားလုံးပဲချစ်တယ် bye bye